2016မှာ United ခေါ်ယူသွားမယ်ပေါင်တန်း100ကျော်တဲ့ကွင်းလယ်လူအကြောင်းကိုပြောပြလာတဲ့ Fabrizio Romano ပြည်သူ့အောင်မင်္ဂလာပါ MKC ကနေပြန်လည်ကြိုလိုက်ပါတယ်အပြောင်းရွှေ့ special လေးတူဖြစ်တဲ့နာမည်ကျော် Fabrizio Romano ကတော့ Manchester United အသင်းလာမယ့်2016ခုနှစ်မှာခေါ်ယူသွားမယ်ကွင်းလယ်လူအကြောင်းကို update ပေးလာခဲ့ပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့နေရာဒီမှာ United ကတိုင်းစစ်နဲ့ခံစစ်ပိုင်းအတွက်အပြောင်းလဲတွေပြုလုပ်ခဲ့ပေမဲ့ကွင်းလယ်ပိုင်းအတွက်ကိုတော့အမဖြစ်နိုင်ခဲ့ဘူးဖြစ်ပါတယ်ကွင်းလယ်လူအမဖြစ်နိုင်ခဲ့တဲ့အကျိုးဆက်အနေနဲ့ဒီဟာဒီမှာ United တို့အတော်လေးရုန်းကန်နေရပါတယ်ပြန်မဲ့တွေက United ကွင်းလယ်အားနည်းချက်ကိုခွင်ကောင်းယူထိုးနေပြီးအမြဲအသာစီးယူတက်တာဖြစ်ပါတယ် United ဟာလာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာဖြစ်စေရာသီကုန်မှာဖြစ်စေကွင်းလယ်လူတယောက်ခေါ်ယူသွားဖို့ရပြစ်မှတ်ထားတာပါတယ် United တို့ပြစ်မှတ်ထားတဲ့ကွင်းလယ်လူကတမန်ကရှန်ကစားမမျိုးမဟုတ်ပါဘူးတကယ်ကိုဒင်းပြည့်ချက်ပြည့်တဲ့ပေါင်တန်း100ကျော်တဲ့ကစားမမျိုးပဲဖြစ်ပါတယ် United ခေါ်ယူခြင်းတဲ့ကွင်းလယ်လူကတော့ Brighton ကျယ်ဝင့် Carlos Baleba ပဲဖြစ်ပါတယ် United ဟာ Baleba ကိုပြီးခဲ့တဲ့နေရာဒီကလေးကခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ် Brighton အသင်းဘက်ကတောင်းဆိုဝင်ပြောင်းရွှေ့ခြင်းပေါင်တန်း100နဲ့ထက်ကိုလည်းတရနီတို့ပေးချေဖို့ရအဆင်သင့်ရှိနေကြတာဖြစ်ပါတယ်ဒါပေမဲ့ Brighton ကမယောင်းချဖို့ဆုံးဖြတ်ခဲ့တာကြောင့် United လည်းမကန့်လန့်ခဲ့တာဖြစ်ပါတယ် United ဟာ Baleba ကိုခေါ်ယူနိုင်ရေးလက်လျှော့သွားအောင်မှာမဟုတ်ပဲလာမယ့်အပြောင်းရွှေ့တွေမှာထပ်မံကြိုးစားမှာဖြစ်ပါတယ် United ရဲ့အပြောင်းရွှေ့သတင်းတွေထွက်ခဲ့ပြီးတဲ့နောက်မှာလက်ရှိမှာတော့ Baleba ကခြေစွမ်းပြနိုင်ခြင်းမရှိဖြစ်နေခဲ့ပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီး Fabrizio Romano က United နဲ့အပြောင်းရွှေ့သတင်းတွေလှုပ်ခက်ထွက်ပေါ်ခဲ့တာဟာ Baleba ရဲ့ကွင်းနှင်းခြေစွမ်းကိုတက်ရောက်မှုရှိခဲ့ပါတယ် Brighton အသင်းဘက်ကတော့ Baleba ကိုလာမယ့်2016မှာထွက်ခွာခွင့်ပေးနိုင်ပြီးသူ့ကိုခေါ်ယူဖို့ Manchester United အသင်းကစောင့်ကြည့်လျက်ရှိပါတယ် United နီးပြ Amorim ကလည်း Baleba ကိုအင်မတန်သဘောကျနေတာပါကစားမဖြစ်တဲ့ Baleba ကလည်း United စီပြောင်းရွှေ့လာဖို့အမှန်တကယ်စိတ်အားထက်သန်မှုရှိနေပါတယ်လို့ပြောခဲ့လိုက်တာဖြစ်ပါတယ် Baleba ဟာ Chelsea ကျယ်ဝင့်ကိုင်းစီလိုထက်တောင်မှပိုကောင်းလာမယ့်သူလို့သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်ဒါပေမဲ့ဒီဟာဒီမှာတော့ Brighton အတွက်ပွဲချိန်ပြီးကစားပေးနိုင်ခြင်းမရှိသေးပဲစောစီးစီးလူစားတဲ့ခံရတာတွေများနေသူဖြစ်ပါတယ်ဒါကလည်း Romano ပြောသလိုပဲ United နဲ့ပြောင်းရွှေ့သတင်းလှုပ်ခတ်သွားလို့ဖြစ်နိုင်ပါတယ်အကယ်၍လက်ရှိ United ဟာ Baleba သာပါလာခဲ့ရင်ပိုကောင်းနေမယ့်အသင်းမျိုးဖြစ်ပါတယ်နောက်ထပ်ကြားသိရတဲ့သတင်းကတော့ဘာစီလိုနာအသင်းဟာ Marcus Rashford ကိုငှားစာချုပ်ပြီးအပိသက်ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ဒါပေမဲ့ပြောင်းရွှေ့ခြင်းကိုတော့ပေါင်25တန်းလောက်နဲ့ရနိုင်မှုမျှော်လင့်ထားပါတယ်။ United ဘက်ကတော့ Rashford ရဲ့ပြောင်းရွှေ့ခြင်းကိုပေါင်တန်း40သတ်မှတ်ထားပါတယ်။ United အသင်းပိုင်ရှင် Racing Regulate အနေနဲ့ Rashford ကိုဈေးဘဝနဲ့ရောင်းချသွားမှာမဟုတ်ဘူးဖြစ်ပါတယ်။ Rashford အနေနဲ့ဘာစီလိုနာမှာခြေစွမ်းပြနိုင်နေလေတန်ကြီးကပိုတက်လာလေဖြစ်မှာပါ။ဒါအပြင်လာမယ့်ကမ္ဘာကလည်း Rashford ရဲ့တန်ကြီးကိုမြင့်တက်လာစေနိုင်တဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ Rashford ကတော့ United မှာပြန်ကစားဖို့ရဆန္ဒလုံးဝမရှိဘူးဖြစ်ပါတယ်။ဘယ်လောက်ထိလဲဆိုရင်အကယ်၍ဘာစီလိုနာနဲ့ Man United တို့ကိုပြောင်းရွှေ့ရေးသဘောတူမှုမရရင်တော့ Manchester ကိုပြန်လာမှာမဟုတ်ဘူးဖြစ်ပါတယ်။ United ကလည်း Rashford ကိုရောင်းချချင်နေတာကြောင့်ဒါကအဆင်ပြေပါတယ်။အဆင်ပြေတာကတော့ဘာစီလိုနာရဲ့ကန်စီနယ်မှုဖြစ်ပြီး Rashford ကိုပေါင်25တန်းဆိုတာအကြီးကတော့နည်းလုံးပါတယ်။ဒီဘက်ခင်မှာဘယ်ကစားမကိုကြည့်ပေါင်တန်း50အောက်ထက်ကနေမတက်တာပါ။ United အနေနဲ့ဒီကိစ္စကိုပေါ်ပနဲ့ကင်တွယ်နိုင်ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုံလိုက်ရပါတယ်ခင်ဗျာ။